ဒီနိုင်တလုံးကိုတင်လဲဝတ်ပူတယ်တင်းငယ်ချင်းတွေလည်းဝတ်ပူပါတယ်အလုပ်သမားတွေကျောင်းသားတွေစစ်သားတွေလူတိုင်းရဲ့လက်ပေါ်မှာမြင်ရပြီးတော့အလွန်ရိုးရှင်းတဲ့နိုင်တလုံးပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနိုင်ကအချိန်ကိုပဲဆုံးဖြတ်ပြီးခဲ့တာမဟုတ်ပါဘူးလူသားတချို့ရဲ့တက်တန်းကိုပါဆုံးဖြတ်ပြီးခဲ့ပါတယ်ဒါကတော့အလွန်ရိုးရှင်းပြီးတော့လွယ်ကူတဲ့ကာစီယိုနာရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ဒီနိုင်ကိုအကြမ်းဖက်မှုနဲ့တရင်ကောင်းစဉ်တွေမှာတွေ့ရလိမ့်မယ်လို့ဘယ်သူမှတော့တွေးမိမှာမဟုတ်ပါဘူးဒီဇာတ်လမ်းကကဘာကျော် brand ကနေစားခဲ့တာလည်းမဟုတ်တယ်လို့ကဘာကျော်ပုဂ္ဂိုလ်ကနေစားခဲ့တာလည်းမဟုတ်ပါဘူးဒီကာစီယို brand ကိုဖန်တီးခဲ့တဲ့သူကဘီလီယံနာလည်းမဟုတ်ခဲ့တယ်လို့ဒုတိယကမ္ဘာစစ်ကြောင်းအရာအားလုံးကိုဆုံးရှုံးခဲ့ရတဲ့ဂျပန်ကတာမန်လူငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်အဲ့ဒီသူကတော့ထာရာအိုခါရှီရိုပဲဖြစ်ပါတယ်ထာရာအိုခါရှီရိုကို1919ခုနှစ်ဂျပန်နိုင်ငံမှာမွေးဖွားခဲ့တာဖြစ်ပါတယ်သူ့ရဲ့ကလေးဘဝကချမ်းချမ်းသာသာနဲ့နေခဲ့ရတာတော့မဟုတ်ပါဘူးဂျပန်ကဒုတိယကမ္ဘာစစ်မတိုင်ခင်တည်းကစီးပွားရေးဖိအားတွေအများကြီးရှိနေခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်ထာရာအိုရဲ့မိသားစုကတော့အလုပ်ကျန်းတဲ့ဘဝကိုရိုးရှင်းစွာရှင်သန်နေရတဲ့တာမန်မိသားစုလေးတစ်ခုဖြစ်ပါတယ်သူ့ရဲ့ဘဝကိုအလှည့်အပြောင်းဖြစ်စေခဲ့တဲ့အရာကတော့ငွေကြေးလည်းမဟုတ်ပါဘူးအာဏာလည်းမဟုတ်ပါဘူးစိတ်ကူးရင်နိုင်တဲ့တစ်ခုပဲဖြစ်ပါတယ်ဒီအကြောင်းကိုကျွန်တော်တို့မပြောခင်မှာဒုတိယကမ္ဘာစစ်ကြီးအတွင်းကဂျပန်နိုင်ငံရဲ့အခြေအနေကိုလည်းပြောဖို့လိုအပ်ပါတယ်ဦးဆိုရင်စစ်ကြီးကအရာအလုံးကိုဖျက်ဆီးခဲ့တဲ့နေ့ကိုစတင်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်1945ဩဂုတ်လ6ရက်နေ့မှာဟီရိုရှီမာကိုအမေရိကန်တွေအနုပြုပုံစတင်ကျဲချလိုက်ပြီပဲဖြစ်ပါတယ်ဟီရိုရှီမာမှာမီးလောင်မြင်ကြီးတစ်ခုလိုဖြစ်သွားခဲ့ပြီးတော့အရာအလုံးဟာတခဏလေးအတွင်းမှာပဲပျောက်ကွယ်သွားခဲ့ပါတယ်1945ခုနှစ်ဩဂုတ်လ9ရက်နေ့မှာတော့နာဂါဆာကီကိုအနုပြုပုံထပ်မံကျဲချလိုက်ပါတယ်ဂျပန်တနိုင်ငံလုံးကမီးလောင်မြင်ကြီးတစ်ခုလိုစတင်ဖြစ်သွားခဲ့ပါပြီဂျပန်နိုင်ငံရဲ့မြို့တွေဖြစ်တဲ့တိုကျိုအိုဆာကာအဲ့ဒီမြို့တွေမှာရှိတဲ့စက်ရုံတွေအလုပ်ရုံတွေအိမ်တွေအစရှိတာတွေအကုန်လုံးဟာတခါလေးတွင်းမှာပဲပျက်စီးသွားခဲ့ရပါတယ်ကာရှီရိုလည်းသူ့ရဲ့အလုပ်ကိုဆုံးရှုံးခဲ့ရတဲ့အပြင်သူတို့မိသားစုပိုင်ဆိုင်တဲ့တခုတည်းသောအိမ်ကိုလည်းဆုံးရှုံးခဲ့ရပါတယ်ထာရာအိုကာရှီရိုကပစ္စုပန်နေမဟုတ်ပဲအနာဂတ်ကိုတော့မမြင်နိုင်တော့တဲ့အထိဖြစ်သွားခဲ့ရပါပြီဒီချိန်မှာလူများစုကဘဝကိုစတင်အရှုံးပေးလာခဲ့ကြပြီပဲဖြစ်ပါတယ်ဒါပေမဲ့ထာရာအိုကာရှီရိုကတော့အရှုံးပေးတဲ့မပါခဲ့ပါဘူးထာရာအိုကာရှီရိုကတော့ဘဝကိုအရှုံးမပေးခဲ့ပေမဲ့သူ့ရဲ့မိခင်နိုင်ငံဖြစ်တဲ့ဂျပန်နိုင်ငံကတော့စစ်ကြီးကိုလက်နက်ချပြီးတော့1945ခုနှစ်ဩဂုတ်လ15ရက်နေ့မှာအရှုံးပေးခဲ့ရပါတယ်အဲ့လိုနဲ့ဒုတိယကမ္ဘာစစ်ကြီးကပြီးဆုံးခဲ့ပြီလို့ဆိုလို့ရပါတယ်ဒီချိန်မှာကျွန်တော်တို့ထပ်မံသိရှိရမှာကတော့ဂျပန်နိုင်ငံရဲ့စစ်ကြီးပြီးကာလကစီးပွားရေးကိုတည်ထားမှရပါမယ်စစ်ကြီးရဲ့ရိုက်ခတ်မှုကြောင့်ဂျပန်နိုင်ငံမှာစီးပွားရေးအလွန်ကျဆင်းနေတဲ့အချိန်ဖြစ်ပြီးတော့ဂျပန်ရဲ့မြို့ကြီးတွေဖြစ်တဲ့တိုကျိုအိုဆာကာယိုကိုဟာမာအစရှိတဲ့မြို့တွေဟာလေကြောင်းတိုက်ခိုက်မှုတွေကြောင့်စိတ်ကမ်းတွေစက်မှုဇုံတွေလမ်းမဆက်သွယ်ရေးတွေအကုန်လုံးဟာပျက်စီးခဲ့ပြီပဲဖြစ်ပါတယ်စစ်မဖြစ်ခင်ကစက်မှုထုတ်လုပ်ရင်းနဲ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်90%လောက်ကျဆင်းသွားခဲ့ပြီပဲဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာငွေစက်ကူတွေကိုအများအပြားထုတ်လုပ်သုံးစွဲခဲ့တာကြောင့်စစ်ကြီးပြီးတဲ့ကာလမှာတော့ကုန်ပစ္စည်းရှားပါမှုနဲ့ငွေကြေးဖောင်းပွားမှုတွေကိုစတင်ရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်ဥပမာဝန်ထမ်းတယောက်ရဲ့လစာကနေ့စဉ်ကုန်ကျစရိတ်ကိုမကာမိတော့တဲ့အထိဖြစ်လာခဲ့ပါတယ်စစ်ကြီးပြီးမှာတော့စစ်သားအများအပြားကကိုယ့်အိမ်ကိုပြန်လာခဲ့ကြပေမဲ့စက်ရုံတွေလုပ်ငန်းတွေအစအရာရာအကုန်လုံးဟာပျက်စီးနေခဲ့တာကြောင့်အလုပ်ရှားပါတဲ့ပြဿနာကိုစတင်ရင်ဆိုင်လာခဲ့ရပါတော့တယ်အလုပ်လက်မဲ့တွေအလုပ်အကင်အတည်ငြိမ်မရှိမှုတွေကြောင့်ဂျပန်နိုင်ငံကအငတ်ဘေးကိုစတင်ဆိုက်ရောက်နေပြီပဲဖြစ်ပါတယ်အဲ့ဒီမှာထာရာအိုကာရှီရိုတို့မိသားစုလည်းအပါဝင်ဖြစ်ပါတယ်အဲ့ဒီချိန်မှာထာရာအိုကာရှီရိုကကိုမေးခွန်းတစ်ခုပြန်လဲမေးခဲ့ပါတယ်လူတိုင်းအတွက်လည်းအသုံးဝင်ရမယ်ဈေးလည်းနည်းရမယ်လူတိုင်းလည်းအသုံးပြုနိုင်ရမယ်အဲ့ဒီပစ္စည်းကိုဘယ်လိုထုတ်လုပ်မလဲဆိုတာဖြစ်ပါတယ်အဲ့လိုနဲ့ထာရာအိုကာရှီရိုကသူ့ရဲ့ပတ်ဝန်းကျင်မှာဘာတွေကိုအဓိကလိုအပ်နေတယ်ဆိုတာကိုအသေးစိတ်စတင်လေ့လာခဲ့ပါတယ်သူပထမဆုံးတတိထားမိတာကတော့ဆက်လက်ဖြစ်ပါတယ်
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အချိန်မှာဂျပန်နိုင်ငံမှာဆက်လက်တွေအတော်ရှားပါးခဲ့တဲ့ကာလတစ်ခုဖြစ်ပါတယ်။အဲ့ဒီချိန်မှာထာရာအိုခါရှီရိုကကုန်ကျစရိတ်အလွန်နှဲပါပြီးတော့စစ်ကြီးပြီးတဲ့ကာလမှာအလွန်ပေါ်တဲ့တန်တထုတွေကိုအသုံးပြုပြီးတော့လက်စွပ်ပုံစံနဲ့ဆက်လက်တက်တော့ရတဲ့ပစ္စည်းတစ်မျိုးကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။ဒီအံ့ဩစရာကောင်းလောက်တဲ့ပစ္စည်းကဂျပန်နိုင်ငံမှာအလွန်ရောင်းကောင်းခဲ့ပါတယ်။အဲ့လိုနဲ့ထာရာအိုခါရှီရိုကဒီပစ္စည်းကနေရတဲ့အမြတ်ငွေနဲ့လုပ်ငန်းတိုးချဲ့ဖို့ကိုစတင်စဉ်းစားပါတော့တယ်။ထာရာအိုခါရှီရိုကသူတို့ညီကိုတွေအလုပ်တူတူလုပ်ဖို့အတွက်ခါရှီရိုဆိုတဲ့အသေးစားစက်ရုံလေးကိုစတင်တည်ထောင်ခဲ့ပါတယ်။ယနေ့ခေတ်ကျွန်တော်တို့ US ဒေါ်လာ 1.9 ဘီလီယံတန်ဖိုးရှိတဲ့ကာစီယိုကုမ္ပဏီဖြစ်လာမဲ့စက်ရုံအသေးစားလေးကို1946ခုနှစ်ဧပြီလမှာစတင်အသက်သွင်းလိုက်ပြီပဲဖြစ်ပါတယ်။ထာရာအိုခါရှီရိုကသူ့ကိုယ်သူမိခွန်းတွေပြန်လည်မိခဲ့ပါတယ်။လူတိုင်းအတွက်လည်းအသုံးဝင်ရမယ်။ဈေးလည်းနည်းရမယ်။လူတိုင်းလည်းအသုံးပြုနိုင်ရမယ်။အဲ့ဒီပစ္စည်းကဘာပစ္စည်းဖြစ်မလဲ။ထာရာအိုခါရှီရိုအဲ့ဒီအချိန်မှာတတိထားမိတဲ့ပစ္စည်းကတော့ calculator တွေပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ calculator တွေကအလွန်ကြီးမားပြီးတော့လူတိုင်းအတွက်အသုံးပြုဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဈေးနှုန်းအရလည်းတာမန်လူဒန်းစားတွေမကတ်နိုင်ခဲ့တဲ့အနေအထားတစ်ခုမှရှိပါတယ်။အဲ့ဒါကိုထာရာအိုခါရှီရိုကစတင်တတိထားမိခဲ့ပါတော့တယ်။ခါရှီရိုပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်။ဤပညာဟာလူချမ်းသာတွေအတွက်ပဲမဖြစ်ရပါဘူး။လူတိုင်းအတွက်ဖြစ်ရပါမယ်။ဒီလိုနဲ့ခါရှီရိုကကမ္ဘာပထမအဆုံး compact electronic calculator ကိုစတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူတို့ကုန်ပစ္စည်းအတွက်နာမည်ပေးရမယ့်အချိန်ကိုစတင်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ထာရာအိုခါရှီရိုကတော့ထွေထွေထူးထူးစဉ်းစားခဲ့တာတော့မဟုတ်ပါဘူး။သူတို့မိသားစုရဲ့ခါရှီရိုဆိုတဲ့နာမည်ကိုပဲ brand name အဖြစ်ပေးခဲ့တာဖြစ်ပါတယ်။ဂျပန်လိုခါရှီရိုကိုအတန်ထွက်လွယ်ကူအောင်နဲ့မှတ်မိလွယ်ကူဖို့အတွက်အင်္ဂလိပ်လိုခါစီယိုဆိုပြီးတော့ပြောင်းလဲခဲ့တာလည်းဖြစ်ပါတယ်။ဒီအောင်မြင်မှုကခါစီယိုကိုကမ္ဘာစည်းကွက်ထဲကိုအရှိန်အဟုန်နဲ့ရောက်စေခဲ့ပြီးတော့1984ခုနှစ်မှာတော့ခါစီယိုကကမ္ဘာပထမဆုံး digital watch ကိုစတင်မိတ်ဆက်လိုက်ပါတော့တယ်။ဒီနိုင်ကအချိန်ကိုပြသရုံပဲမဟုတ်ပဲကလန်နာကိုပါတခါတည်းပြသပေးတာဖြစ်ပါတယ်။ပြီးတော့ဈေးလဲအလွန်သက်သာပါတယ်။ဒီလိုအဘက်ဘက်ကပြည့်စုံပြီးတာလုံမှုတွေကြောင့်1980ပတ်ဝန်းကျင်မှာကာစီနိုကအလွန်နာမည်ကြီးခဲ့ပြီးတော့လူတိုင်းရဲ့လက်ထဲမှာစတင်တွေ့လာပြီပဲဖြစ်ပါတယ်။အဲဒီလိုနဲ့နောက်ပိုင်းမှာတော့ကာစီယိုက1983ခုနှစ်မှာအကျန်းခံရမယ်၊ရေဆူလဲခံရမယ်ဆိုတဲ့လုပ်ငန်းဝင်ကအလုပ်သမားတွေကိုအဓိကသုံးဖို့ဆိုပြီးတော့ကျွန်တော်တို့ယနေ့ခေတ်လူငယ်တွေတော်တော်များများကြိုက်ကြတဲ့ G-Shock ကိုစတင်မိတ်ဆက်ခဲ့ပါတယ်ဒီချိန်မှာလည်းကာစီယိုကအောင်မြင်မှုတွေကိုထပ်မံရရှိနေတော့ဖြစ်ပါတယ်။ထာရာအိုခါရှီရိုကသူမြေပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်။မရှိတဲ့အရာကိုဖန်တီးပါရှိပြီးသားကိုတော့မပူချပါနဲ့။သူ့ရဲ့အတွေးခေါ်နဲ့ဖန်တီးနိုင်စွမ်းကဂျပန်လူမျိုးတွေအတွက်ယနေ့အထိဂုဏ်ယူစရာတစ်ခုဖြစ်နေပါတယ်။ဒါပေမဲ့သူ့ရဲ့ဖန်တီးနိုင်စွမ်းကပဲသူ့ရဲ့လက်ကိုတွေးစွန်းစေခဲ့တာဖြစ်ပါတယ်။1983ခုနှစ်မှာ G-Shock နိုင်ကိုမိတ်ဆက်ပြီး6နှစ်အကြာ1989ခုနှစ်ဇွန်လမှာတော့လူတွေကိုအိမ်မက်ဆိုးတွေမတ်စေတဲ့နိုင်အလန်းမြည်တံကိုဖန်တီးခဲ့မိပါတော့တယ်။အဲ့ဒီနိုင်ကတော့ F91W ပဲဖြစ်ပါတယ်။ထာရာအိုခါရှီရိုရဲ့သူအမြဲပြောခဲ့တဲ့အသုံးဝင်ရမယ်၊ဈေးလည်းနေရမယ်၊လူတိုင်းလည်းသုံးနိုင်ရမယ်ဆိုတဲ့စကားအတိုင်း F91W ကလွန်ဈေးပေါ်ပြီးတော့အသုံးပြုကလွယ်ကူတဲ့နိုင်တစ်လုံးပဲဖြစ်ပါတယ်။ဒီအချက်တွေကပဲအကျန်းဖတ်သူတွေကခါစီယိုရဲ့ F91W ကိုစိတ်ဝင်စားလာခဲ့ကြတာလည်းဖြစ်ပါတယ်။အကျန်းဖတ်လုပ်ရက်တွေမှာ F91W ကိုအသုံးပြုရတဲ့အကြောင်းရင်းကတော့ဈေးလွန်ပေါ်တယ်၊ဘက်ထရီလည်းကြာရှည်ခံတယ်၊ရိုးရှင်းတယ်၊အကျန်းခံနိုင်တယ်။တန်တရားဖြစ်စရာမရှိတဲ့ဒီဇိုင်းနဲ့ထုတ်လုပ်ထားတာဖြစ်လို့အကျန်းဖတ်အဖွဲ့အစည်းတွေကသူတို့အကျန်းဖတ်တိုက်ခိုက်မှုနဲ့ဖောက်ခွဲရေးအစီအစဉ်တွေမှာခါစီယိုရဲ့ F91 ကိုတွင်တွင်ကြွကြဲအသုံးပြုလာတာပဲဖြစ်ပါတယ်။ F91W ကိုအသုံးပြုပြီးတော့ကျူးလွန်ခဲ့တဲ့တိုက်ခိုက်မှုတွေတဲကလူသိများတဲ့တိုက်ခိုက်မှုကတော့ Philippine Airlines Flight 434ပေါ်မှာ F91W ကိုချိန်ကိုက်ဘုံနိုင်အဖြစ်အသုံးပြုခဲ့တဲ့ပြစ်မှုပဲဖြစ်ပါတယ်။ F91W ရဲ့အစွမ်းထက်မှုကြောင့် US စစ်တပ်ကပါအထူးမိုင်းရှင်းရေးနဲ့စစ်စင်ရေးတွေမှာပါတင်နန်းပေးခဲ့ရတဲ့အထိရှိခဲ့ပူပါတယ်။ဒီလိုပြစ်မှုတွေကိုတကယ်ကျူးလွန်ခဲ့တာကကာစီယိုရဲ့ F91W ကြောင့်မဟုတ်ခဲ့ပါဘူး။လူသားတွေရဲ့မကောင်းတဲ့နေရာမှာအသုံးချမှုတွေကြောင့်ကာစီယိုရဲ့ F91W ကအကြမ်းဖက်သတင်းကောင်းစဉ်တွေမှာပြစ်မဲ့စွာပြစ်သားဖြစ်ခဲ့ရပါတယ်။ထာရာအိုခါရှီရိုကဘာပဲဖြစ်ဖြစ်သူ့ရဲ့နောက်ဆုံးအချိန်ထိကာစီယိုကိုဦးဆောင်ခဲ့ပါတယ်။သူမရှိတော့ပေမဲ့ဒီကနေ့ကမ္ဘာပေါ်မှာကာစီယိုနိုင်တလုံးမရှိတဲ့နိုင်ငံဆိုတာမရှိသလောက်ပဲဖြစ်ပါတယ်။စင်းရဲမှုကသူ့ကိုမရက်တန့်စေခဲ့ပါဘူး
စစ်ကြီးကလည်းသူ့ကိုမတားနိုင်ခဲ့ပါဘူး။ဒါကတော့ကျွန်တော်တို့အားလုံးသိကြတဲ့ကာစီယိုနာရဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုကအသင်အတွက်အတွေးတစ်ခုခုရခဲ့မယ်ဆိုရင်အခြားသူတွေကိုလည်းမျှဝေပေးခဲ့ပါဦး။ဒီဗီဒီယိုကနေမိတ်ဆွေတို့ကိုအတွေးသစ်အမြင်သစ်တွေရလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်။မိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးဖို့အတွက်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်